Bronica ဒီခါတော့ U level ကျန်တော့ရဆိုပြီးတော့ချမ်းကပတ်ကြီးပခုံးပေါ်တင်းနဲ့လူမျိုးရှိရှိနဲ့ပြောလာခဲ့တဲ့ Van နဲ့အောင်လာUFC Flyweight တန်းချန်ပီယံတိဂျိုရှူဘန်နဲ့ညီမကန်တွေအောင်လာအန်ဆန်တို့နှစ်ဦးပူးပေါင်းပြီးတော့ One Championship မှာတိုက်ပွဲဝင်နေတဲ့ညီမလေး Bronica စီကိုလူမှုကွန်ရက်ကနေစင်မဲ့ video file တစ်ပုတ်ပေးပို့လိုက်ပါငါတို့ခပတ်ရတော့ပြီး U level ကျန်တော့ရဆိုပြီးတော့ရေမုံနဲ့ပြောဆိုသွားခဲ့တဲ့ဒီစကားတစ်ခုကယူရှိမြင်မြင်ညီမအကစားလောကအတွက်တမိုင်းဝင်ဒိတ်ပဲလေးနဲ့တဲ့တွန်းအားတွေနဲ့မိသားစုတန်ရောစီတွေကိုဖော်ပြနေတာဖြစ်ပါတယ်။ဒီမှာဆုံးဗီဒီယိုဖိုင်ရဲ့အငွေသက် Vive ကိုကြည့်ကြရအောင်ပါ။ဗန်ကလက်လောမကဘာအကြီးဆုံးရွက်စီစင်းမြင့်မှာချန်ပီယံကပတ်ကိုရယူထားသူအောင်လာအန်ဆန်က1ချန်ပီယံရှစ်မှာကပတ်နှစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးမြန်မာနိုင်ငံအားကစားပြရုပ်ဖြစ်နေသူဒီနေ့အောင်တူရက်နေတာကမြန်မာရဲ့ MMA Mount Rushmore အချို့ထိပ်ကိုမြင်ရတဲ့လို့ဖြစ်ပါတယ်။အောင်လာကလမ်းဖောက်ပြီးခဲ့ဗန်ကအဲ့လမ်းမပေါ်ကြီးကနေကဘာထိပ်ဆုံးကိုတလန်းပြခဲ့တာဖြစ်ပါတယ်။ဒုနီယောရေမမောပြောနေကြတာကအောင်မြင်မှုရဲ့အရာကိုခံစားနေကြလို့ဖြစ်ပါတယ်။ PR ကင်းစင်သွားပြီးတော့တာဝန်ကြီးသွားပြီဆိုတဲ့ပေါ်ပါမှုကိုဒုညနာမှာမြင်နေရပါတယ်။ဒါကငါတို့လုံနိုင်ခဲ့ပြီကွာဆိုတဲ့ကိုကြီးမှုမျိုးဖြစ်ပါတယ်။အောင်လာအန်ဆန်နဲ့ဂျိုရှူဘန်တို့ရဲ့ဆက်ဆံရေးကဇီယာနဲ့တပိတ်အကူကြီးနဲ့ညီလေးတို့ဖြစ်နေတာအားလုံးသိပါ။ဗန်ရဲ့အောင်မြင်မှုကအောင်လာရဲ့အခန်းကဏ္ဍမသေးပါဘူး။အခုရအောင်လေးမှာဗန်နဲ့တူလေးချင်းနဲ့အကြံဉာဏ်ပေးတယ်စိတ်သက်ခွန်အားပေးတယ်။အခုဗန်ချန်ပီယံဖြစ်လာတော့အောင်လာကသူ့ညီလေးအောင်မြင်မှုတွေကိုရိုင်းရလူမျိုးပြောနေတာဖြစ်ပါတယ်။ဒီစကားမှာငါတို့ဆိုတာကမြန်မာဖိုက်တာတွေကိုကူစားပြုပါတယ်။အောင်လာက1မှာယူခဲ့ပြီးဘန်က UFC မှာယူခဲ့ပြီးကမ္ဘာထိပ်တန်းအဖွဲ့စီကြီးနှစ်ခုလုံးမှာမြန်မာတွေဘိုးဆွဲခဲ့ပြီးဆိုတဲ့သမိုင်းမှတ်တိုင်ကိုထောက်ပြလိုက်တာဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့အဓိကဇက်လိုက်ကတော့ကင်မရာရှိမှမရှိပေမဲ့စကားတွေမှာပါလာတဲ့ Bronica ပါပဲ။ U level ကျန်တော့လို့အောင်လာရောဗန်ရောကဗီဒီယိုရဲ့မှာပြောချပါတယ်။ဒါက PR ပြရတော့ဟုတ်ပါတယ်။ဒါမဲ့မင်းမလုပ်ရင်မဖြစ်ဘူးဆိုတဲ့အတင်းကျပ် PR မျိုးမဟုတ်ဘဲနဲ့မင်းမလုံးနိုင်တဲ့ရည်ချင်းရှိတယ်ငါတို့ယုံကြည်ရဲဆိုတဲ့တွန်းအားပေးမှု motivation မျိုးဖြစ်ပါတယ်။ကမ္ဘာချန်ပီယံကြီးနဲ့ရောက်မင်းနဲ့လို့ပြောတာက Bronica ကိုတို့နဲ့လမ်းနဲ့ထားပြီးတော့အနာဂတ်ချန်ပီယံလောင်းဖြစ်တိမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ဒါက Bronica အတွက်ဘာနဲ့မှမလဲနိုင်တဲ့စူးစိတ်တစ်ခုဖြစ်ပါတယ်။ Bronica က1 Friday Fight မှာခြေစမ်းပြပြီး main cut အဆင့်ထိတက်လန်းလာနေသူဖြစ်ပါတယ်။ဒီရဲ့ယူရလက်ဝဲခြေကန်တိုက်စစ်ဖွင့်ကစားပုံနဲ့မာကုံတွေကပရိသတ်ကိုဖန်ဆားထားပြီးသားဖြစ်ပါတယ်။ချန်ပီယံဖြစ်ဖို့ဆိုတာကလဲတော့မလဲခုနေပါဘူး။ဒါပေမဲ့အောင်လာတဲ့ Van တို့လိုစံများပုတ်ကိုတွေကနောက်ကနေတွန်းအားပေးနေရင် Bronica ရဲ့စိတ်သက် confidence ကအမြင့်ဆုံးကိုရောက်ရှိသွားမှသိကြပါတယ်။ဒီ video file ကပြသနေတဲ့အလားပါဆုံးအရာကတော့စီးလုံးမှုဖြစ်ပါတယ်။အောင်လာက1မှာ Van က UFC မှာ Bronica က1မှာ Bruce ချောင်းရဲ့လမ်းကြောင်းဝေတန်းအဖွဲ့အစည်းရဲ့မတူညီကြပါဘူး။ဒါပေမဲ့သူတို့အားလုံးရဲ့ရင်ထဲမှာမြန်မာဆိုတဲ့စိတ်ဓာတ်နဲ့တိုင်းပြည်ကုန်မြင့်တင်နေတဲ့ရည်မှန်းချက်ကတူညီကြပါတယ်။အောင်လာရဲ့ Van က Bronica ကိုညီမလေးတယောက်လိုမျိုးသဘောထားပြီးစားနောက်တာအားပေးတာတွေစားရီကပရိသတ်တွေအတွက်ဒီနူးစရာကောင်းလာပါတယ်။နိုင်ငံခြားမှာရုံးကန်ရညီမချင်းချင်းဖေးမကူညီပေးကြတဲ့ပုံရိပ်ကတကယ်မှတန်ဖိုးရှိပါတယ်။အောင်လာအဆန်ပြောတဲ့စကားတွေဟာမကြောင်နာဆိုလိုပဲမှန်ကန်လေးရှိပါတယ်။သူက Van ကိုချန်ပီယံဖြစ်မယ်လို့ပြောတော့ကတကယ်ဖြစ်လာခဲ့ပါတယ်။အခု Bronica ကိုမင်းနဲ့လို့ပြောတာကလည်းနမိတ်ကောင်းတစ်ခုပါပဲ။တကယ်တော့ Bronica က1ချန်ပီယံရှစ်မှာကေပေါစင်မွေထိုင်းကပတ်တစ်ခုခုကိုရယူနိုင်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံဟာအောင်လာ1 MMA Van UFC MMA Bronica ကေပေါစင်မွေထိုင်းဆိုပြီးတော့ကနဒါမှာချန်ပီယံနေပိုင်းဆိုင်ဒါရိုက်တက်ခိုင်နိုင်တစ်ခုဖြစ်လာမှာပါအကျုပ်တို့ရင်တော့ငါတို့တာဝန်ကြည့်ပြီးမင်းလည်းပဲဆိုတဲ့စကားက Bronica ရဲ့ပကုံးပေါ်ကိုကြီးမားတဲ့တာဝန်တစ်ခုတင်ပေးလိုက်တာမှန်ပေမဲ့အချိန်ထဲမှာပဲမင်းတယောက်တည်းမဟုတ်ဘူးငါတို့ရှိရဲဆိုတဲ့နှွေးထွေးမှုကိုပါပေးလိုက်တာဖြစ်ကြောင်းပါညာစုံလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရများ